Google Play Store မှာ app တွေအားလုံးကို update all လုပ်လိုက်တာနဲ့ phone error နဲ့ phone hang ခြင်းပြဿနာတွေကိုကြုံတွေ့နေကြရပြီလားဒီနေ့အမှန်တရားကိုကျွန်တော်တို့ဖော်ထုတ်ကြည့်ရအောင်ကျွန်တော်ကတော့အမြင်အာရုံချိုးတဲ့သူဖြစ်ပါတယ်မြင်တဲ့လူလည်းလိုက်လုပ်လို့ရပါတယ်အရေးဆုံးဒီ Play Store app တွေကိုဝင်ထားလိုက်မယ်ပြီးအပေါ်ညာဘက်တော့မှာရှိနေတဲ့ profile တွေကိုထုတ်ဝေလိုက်မယ် Signed in as own account list collapsed. Double tap to activate. ပြီးရင် Button. Notification button. Manage apps and device. Manage apps and device စာမျက်နှာတွေကိုထုတ်ဝေလိုက်မယ် Button. Manage apps and Play Store. Double tap to activate. Double tap and hold to show tooltip. Manage apps and device စာမျက်နှာတွေကိုရောက်လာပြီဆိုလို့ရှိရင်ဒီနေရာမှာ Manage apps and device. No harmful apps found. Updates available. update available စာမျက်နှာတွေကိုထုတ်ဝေလိုက်မယ် No harmful apps found. Updates available. Navigate up. Button out of lit. App. update available စာမျက်နှာတွေကိုရောက်လာပြီဆိုလို့ရှိရင်ဒီနေရာမှာ Google 15. Google Chrome 37. Google Meet 20. အစရှိသဖြင့်ပေါ့နော်ကျွန်တော်တို့ဖုန်းထဲမှာရှိနေတဲ့ app တွေအားလုံး update လုပ်ဖို့လို app တွေရဲ့စီးရင်တွေအားလုံးဒီနေရာမှာလာပေါ်နေပြီဖြစ်ပါတယ်ဒီနေရာမှာဒီညာဘက်တော့မှာကတော့သူ့ရဲ့သက်ဆိုင်ရာ app ရဲ့ update လုပ်ဖို့အတွက် app တစ်ခုချင်းစီ update လုပ်ဖို့အတွက်ဒီညာဘက်တော့မှာ update ကိုနှိုက်လိုက်ရင် app တစ်ခုချင်းစီကို update လုပ်ဖို့အတွက်ရွေးချယ်ဖို့အတွက်ဖြစ်ပါတယ်ဒါကို update လုပ်ရင် app တစ်ခုချင်းစီ update လုပ်ရင်ဒီသူ့ရဲ့သက်ဆိုင်ရာညာဘက်တော့က update ကိုနှိုက်လိုက်ပေါ့နော်ပြီးရင်ဒီပေါ်ညာဘက်တော့မှာရှိနေတဲ့ Update all. update all ဆိုတာကဒီ app စီးရင်မှာအကုန်လုံးပေါ်နေတဲ့ app တွေအားလုံးကိုအကုန်လုံး update တစ်ခါတည်းလုပ်တာဖြစ်ပါတယ်ဒီ update all ကိုမရွေးချယ်ခင်မှာကျွန်တော်တို့သိထားရမယ့်အချက်တွေရှိပါတယ်အပိုင်း1အနေနဲ့သိထားရမယ့်အချက်3ချက်ကတော့ mobile data ဖြစ်စေ wifi ဖြစ်စေ inner line ကောင်းနေဖို့လိုအပ်ပါတယ်အချက်နံပါတ်2ကလည်းကြတော့ battery စွမ်းအင်ပမာဏလုံလောက်မှုရှိရမယ်အနည်းဆုံးတော့30ရာခိုင်နှုန်းလောက်တော့ရှိထားပေးဖို့လိုအပ်ပါတယ်အချက်နံပါတ်3ကတော့ဒီ phone memory storage နေရာလုံလောက်မှုရှိရမယ်ဒီ update all ကိုကျွန်တော်တို့အသုံးပြုနေတဲ့ app တွေအားလုံးကအမြဲတမ်း update ဖြစ်လို့နောက်ဆုံး version ဖြစ်နေပြီဆိုလို့ရှိရင်သူ့ရဲ့အားသာချက်ကတော့ဘာတွေရှိနေမလဲဆိုရင်ဒီအပိုင်း1မှာဆွေးနွေးကြည့်ရအောင်ဒီအားသာချက်နံပါတ်2နံပါတ်1 hacker တွေကကျွန်တော်တို့ app တွေကိုအလွယ်တကူဝင်ရောက်ဖို့ထိုးဖောက်ခြင်းမရှိတာကိုကာကွယ်ပေးနိုင်ပါတယ်ဒါကတော့100ရာခိုင်နှုန်းထိကာကွယ်ပေးနိုင်တာတော့မဟုတ်ဘူးတခြားသောအကြောင်းရင်းတွေလည်းရှိပါတယ်အားသာချက်နံပါတ်2ကတော့ဘာတွေဖြစ်မလဲဆိုရင်ကျွန်တော်တို့ခါတိုင်းအသုံးပြုနေတာထက်ဒီကိရိယာတွေပို့ပြီးတော့စုံလင်းအသုံးပြုရတာဖြစ်ပါတယ်အားသာချက်နံပါတ်3ကဒီဖုန်းapp ကိုအသုံးပြုရတာဒီလေးလက်နေတာမျိုးမရှိတော့ပဲအလွယ်ကူချုံမွေ့စော်ပဲအသုံးပြုရတာဖြစ်ပါတယ်ဒါသူ့ရဲ့အားသာချက်အချက်3ချက်ပါနော်နောက်တစ်ခါအပိုင်း1မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲအချက်3ချက်နဲ့ပြည့်စုံရမယ်ဆိုတာဒီအချက်3ချက်နဲ့ပြည့်စုံခြင်းမရှိဘဲနဲ့ကျွန်တော်တို့ဒီ update all ကိုတော့ရွေးချယ်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အားနည်းချက်အနေနဲ့အပိုင်း3မှာကြည့်ကြရအောင်အားနည်းချက်နံပါတ်1ကတော့ phone error ပြဿနာတွေကြုံတွေ့ရနိုင်တယ်အားနည်းချက်နံပါတ်2ကတော့ phone hang သွားတဲ့ပြဿနာတွေကြုံတွေ့ရနိုင်တယ်အားနည်းချက်နံပါတ်3ကတော့ဖုန်းက error တက်လို့ phone hang သွားလို့တစ်ခါလေကြရင်သူ့ဘာသာသူပြန်ကောင်းသွားတာမျိုးလို့ဒါမှမဟုတ်ရင် restart ချလိုက်လို့သူ့ဘာသာသူပြန်ကောင်းသွားတာအနေအထားမျိုးလည်းရှိနိုင်တယ်လို့ခါလေကြရင်ဖုန်းတစ်ခုလုံးကိုဒီ format ချလိုက်ရမယ်အနေအထားထိတောင်ရောက်ရှိသွားနိုင်တယ်ဒါသူ့ရဲ့ကြီးမားတဲ့ပြဿနာပေါ့နော်ဒီဖုန်းဟန်သွားမယ်ဆိုလို့ရှိရင်ဒီ format ချလိုက်ရမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့သိတဲ့အတိုင်းပဲကျွန်တော်တို့ဖုန်းထဲမှာချိတ်ဆက်ထားတဲ့ app သက်ဆိုင်ရာ app တွေအားလုံးက data chat ဗီဒီယို file စရှိအချက်လက်တွေအားလုံး Gmail တွေလည်းအကောင်လုံးဘာတစ်ခုမှကြံမှာမဟုတ်တော့ဘူးအကောင်လုံးဖုန်းကိုအသက်ဝယ်ထားတယ်လို့အကောင်လုံးအစအဆုံးပြန်လဲချိတ်ဆက်ရတာဖြစ်ပါတယ်ဒါသူ့ရဲ့အကြီးမားတဲ့အားနည်းချက်ပြဿနာပါနော်ဒါကြောင့်မို့ update all ကိုမရွေးချယ်ခင်မှာတော့ဒီအပိုင်း1မှာပါဝင်တဲ့အချက်3ချက်ကို
အမြဲတမ်းစီစစ်ပေးဖို့လိုပါတယ်နောက်တစ်ခါapp တွေအားလုံးကိုအမြဲတမ်း update လုပ်နေဖို့လိုလားမလိုပါဘူးเนาะဒါအပိုင်းလေးပေါ့เนาะအပိုင်းလေးမှာခလိုက်ကြတော့ဒီ app တွေအားလုံးကိုအမြဲတမ်း update လုပ်ပေးဖို့လိုလားဆိုရင်မလိုဘူးဘယ်လို app တွေကိုအမြဲတမ်း update လုပ်ပေးဖို့လိုလဲဆိုရင်ဥမာ creator တွေအတွက်ဆိုလို့ရှိရင်နေ့စဉ်အမြဲတမ်းအသုံးပြုနေတဲ့ app တွေဒီ YouTube Facebook Telegram TikTok စသဖြင့်ပေါ့เนาะ AI tool ဆိုလေးတဲ့ AI tool တွေပေါ့တကယ်လို့ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကိုလုပ်နေတဲ့သူတွေဆိုရင်လည်းဒီတက်ဆိုင်ရာဒီ app တွေကိုအမြဲတမ်းနောက်ဆုံး version ရရှိဖို့အတွက်အမြဲတမ်း update လုပ်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခါဘယ်လိုလူမဆိုအမြဲတမ်း update လုပ်ပေးဖို့လိုအပ်တဲ့ app တွေကတော့ဒီ Google Chrome browser နဲ့ Gmail app email ဒါစသဖြင့်ဒီသုံးခုကိုတော့အမြဲတမ်း update လုပ်ပေးဖို့လိုအပ်တယ်ပေါ့နော်နောက်ကအပိုင်းလေးမှာခလိုက်ကြတော့ဘယ်လို app တွေကအမြဲတမ်း update လုပ်ပေးဖို့မလိုအပ်ဘူးလေဆိုလို့ရှိရင်ဒီမှာတစ်ချက်လောက်ကြည့်အောင်ကျွန်တော်တို့နေ့စဉ်အသုံးမပြုဖြစ်တဲ့ app တွေရန်ဖန်ရန်ခါမှအသုံးပြုဖြစ်တဲ့ app တွေဘယ်လို app လဲဆိုရင်ဥမာဒီ MX player music player ဒီ Grand Bouncer ဒီ Calendar စသဖြင့်ပေါ့နော်ဒီလို app တွေကိုတော့အမြဲတမ်း update လုပ်ပေးဖို့မလိုအပ်ပါဘူးဒီ app တွေကိုဘယ်အချိန်ကြမှ update လုပ်ပေးဖို့လိုအပ်လို့ဆိုလို့ရှိရင်ဥမာ MX player app ဆိုလို့ရှိရင်ကျွန်တော်တို့ကအသုံးပြုရတာတိတ်ပြီးအဆင်မပြေတော့ဘူးချောမွေ့မရှိတော့ဘူးအဲဒါတွေနည်းနည်းဘာတက်နေမယ်ဆိုလို့ရှိရင်ရန်ပတ်ရန်ခါသူ့ကိုဒီ update လုပ်ပေးဖို့လိုအပ်ပါတယ်ပြီးရင်အပိုင်း9ကိုဆက်သွားကြရအောင်ဒီနေ့စဉ်အသုံးမလို့တဲ့ app တွေကိုကျွန်တော်တို့အမြဲတမ်း update တော့လုပ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ပြဿနာကဘာတွေဖြစ်လာနိုင်မလဲဆိုလို့ရှိရင်မလို့လား app ပဲနဲ့ဖောက်ရဲ့ memory storage တွေနေရာပြစ်လာမှာပဲနေရာယူလာမှာပေါ့နော်မလို့လား app ပဲနဲ့ဖောက်ရဲ့ memory storage တွေနေရာပြည့်ကျလာမှာပဲဖြစ်ပါတယ် memory storage ပြည့်လာပြီဆိုလို့ရှိရင်လေဒီဖုန်းဟန်တဲ့ပြဿနာတွေအဲ့ဒါပြဿနာတွေလည်းကြုံတွေ့ရနိုင်တယ်နောက်ကအပိုင်း6ကိုတွားရအောင်အပိုင်း6မှာကြတော့ကျွန်တော်တို့ app တွေကို update တစ်ခါလောက်တိုင်းမှာဘယ် app ဆိုအားလုံးဖြစ်စေတစ်ခုချင်းစီဖြစ်စေသူ့ရဲ့ app ရဲ့ file size ကဖြည်းဖြည်းချင်းကြီးထွားလာတာဖြစ်ပါတယ်ဥမာလူအသုံးများတဲ့ဒီ play တိခတ်မှာ MX player app နဲ့ပဲဥမာထားပြီးတော့ကျွန်တော်ပြောပြမယ် MX player app ကိုကျွန်တော်တို့ဖုန်းထဲမှာစတင်ပြီးတော့ install စတင်လောက်လိုက်တာနဲ့သူ့ရဲ့ file size ကတော့ထားလိုက်ပါတော့ဒီ10 MB ရှိတယ်ပေါ့နောက်ထပ် update ထပ်တောင်းလဲလာတဲ့ခါကျရင်သူ့ရဲ့ file size က1 MB ဖြစ်စေ10 MB ဖြစ်စေ1 KB ဒါမှမဟုတ်10 KB ဒီလို file size တွေဖြည်းဖြည်းချင်းသူကြီးထွားလာတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အတွက်အရေးမကြီးတဲ့ app တွေကိုအမြဲတမ်း update လုပ်ပေးဖို့မလိုအပ်ဘူးပေါ့နော်တကယ်လို့ update မလို့နေ့စဉ်အသုံးမလို့တဲ့ app တွေကိုအမြဲတမ်း update တော့လုပ်မယ်ဆိုလို့ရှိရင် app 10ခုဆိုလို့ရှိရင်သူကတစ်ခါလောက်ရင်1 MB 10ခုဆိုလို့ရှိရင်10 MB ဒီလိုနေရတွေယူလာမယ်ဆိုလို့ရှိရင်10ခါဆိုလို့ရှိရင်10 MB ပေါ့နော်အခါတရာဆိုရင် MB 100အထိကျွန်တော်တို့ရဲ့ phone memory storage တွေကိုဝင်ပြီးတော့နေရာယူလာမှာပဲဖြစ်ပါတယ်ပြီးရင်ဒီနေရာမှာ update all ကိုဘယ်လိုချိန်မှရွေးချယ်ဖို့တည်လဲဆိုလို့ရှိရင်ဒါကတော့အသုံးပြုတဲ့သူအပေါ်မှာပဲမူတည်ပါတယ်မိတ်ဆွေတွေကဒီတပတ်ကိုတစ်ကြိမ်ဖြစ်စေအနည်းဆုံးတပတ်ကိုအနည်းဆုံးတစ်ကြိမ်ဒါမှမဟုတ်တစ်ကြိမ်ဖြစ်စေအခုကျွန်တော်ဝင်ပြပေးထားတဲ့ဒီ update available စာမျက်နှာတွေကို app တွေရဲ့စီးရင်တွေကိုဝင်ရောက်စစ်ဆေးပေးပါဒီမှာ app တွေ update လုပ်ဖို့လိုအပ်တဲ့ app တွေကျွန်တော်တို့နေ့စဉ်အသုံးပြုတဲ့ app တွေအကောင်လုံးစီးရင်တွေမှာပါဝင်နေပြီဆိုလို့ရှိရင် update all ကိုလုပ်ပေးဖို့လိုအပ်ပါတယ်ဒါပေမဲ့အပိုင်း1မှာကျွန်တော်အကြံပြုခဲ့တဲ့အတိုင်းပဲအချက်3ချက်နဲ့ပြည့်စုံရမှာဖြစ်ပါတယ်ဒီနေရာမှာက update ကို app တစ်ခုချင်းစီ update ဘယ်လိုလုပ်မဆိုရင်သူ့ရဲ့ဘေးကသက်ဆိုင်ရာ app တွေကိုupdate ကိုနှိုက်လိုက်ရအောင်ပေါ့နော်ဒီ update all ဆိုရင်လည်းအပေါ်ကဟာပေါ့ Update all. အပေါ်ညာဘက်ကဒါမှမဟုတ် app ရဲ့စီးရင်တွေကိုဝင်ပြီးတော့လည်း update လုပ်လို့ရပါတယ်ဒီမှာတစ်ခုလောက်ကျွန်တော်နမူနာလောက်ပြလိုက်ပါနော် Google Meet 27 megabytes. Google Messages 13. Google Photos 58 megabytes. Jump VPN. Google Message. Google Meet 27. Google Chrome 37.
Navigate up. Button out of list. အကိုကဲခရောင်းကိုကျွန်တော် update လုပ်ပြလိုက်မှာပေါ့နော်ဒီမှာသူ့အပေါ်ညာဘက်တော့မှာ More options. Update. အပေါ်ညာဘက်တော့မဟုတ်နော်အပေါ်တော့မရဘူးဒီ update ကိုမြင်တဲ့လူဆိုရင်သိရလိမ့်မယ်နော်မမြင်တဲ့လူဆိုရင်တော့ဒီလိုပဲလိုက်ဆက်ရမှာဒီ update ကိုနှိုက်လိုက်ရအောင်ပဲ Uninstall. Ask Play about this. Update. Navigate up. Button. Double tap to activate. Double tap and Google Chrome. ဒါဆိုရင် Cancel. သူကတော့ app ကိုစတင်ပြီးတော့တိခတ်မှာ More apps to try. 20%. ဒီနေရာမှာရခိုင်နှောင်းနဲ့သူတက်နေပြီပေါ့နော်အပေါ်မှာဒါတကယ်လို့ကျွန်တော်တို့ဒါကို update လုပ်နေတဲ့ချိန်မှာသူကဒီရခိုင်နှောင်းကရက်သွားမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီ VPN ခံပေးဖို့လိုအပ်တယ်ပေါ့နော်ဒီနေ့လေးလာတောင်းတချက်မှာဒီမှာပဲအဆုံးတက်လိုက်ပါမယ်မရှင်းနိုင်ရှိရင်လည်း comment မှာဝင်မေးကြလို့ရပါတယ်လောက်လို့ရလားဆိုတာလည်း comment မှာဝင်ရေးကြပါနားမလဲတာရှိရင်လည်းဗီဒီယိုကိုထပ်ခါကြည့်ပေးဖို့ကျွန်တော်အကြံပြုလိုပါတယ်ဒီလိုနည်းပညာကောင်းဗီဒီယိုတွေအများအားသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို like and subscribe နှိပ်တော့ပေးကြဖို့မမေ့ပါနဲ့ဗျာနောက်ထပ်ဗီဒီယိုမှာလည်းပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျာ